Hello everyone ဒီနေ့တော့ထိုင်းနိုင်ငံနေရာအနှံ့ပြားမှာရှိတဲ့အယုတ်ကောက်ဆက်တွေကိုလိုက်စော်ပြီးအယုတ်တွေကောက်ပြသွားမှာပါဒီ challenge မှာတော့ထိုင်းဘက်တရနဲ့အယုတ်လေးရုပ်ကောက်နိုင်မလားစမ်းကြည့်မှာဖြစ်ပါတယ်အခုတော့ဆက်လိုက်ကြရအောင်အယောက်ကောက်ပြောင်းမှာပါဖြစ်ပါတယ်ပတ်သက်ကောင်းကြတယ်ဆက်နေတယ်ကိုကဒီယောက်ကတော့ကျွန်တော်ကိုရုပ်ကိုပြေးပါပါယောက်ဆွဲလေးကိုပေါ်လာပါစို့ဒီနေ့တော့ဘတ်တရတဲ့နဲ့အယုတ်လေးရုပ်ကောက်နိုင်မလားဆိုတဲ့ challenge ကိုစမ်းကြည့်ခဲ့ပါတယ်။နောက်ထပ် challenge တွေလည်းဆက်လုပ်ဦးမှာမို့ like follow လုပ်ထားဖို့မမေ့နဲ့နော်။ဒါဆိုနောက် video မှာပြန်တွေ့ကြမယ်။